မိသားတော့ဝှရှောင်မိဦးတိုက်ပါမယ်ဆိုမှမိအားမငြိမ်ပြဿနာပဲ အမလီမီးအားမငြိမ်တာပြဿနာမဟုတ်ဘူးကျွန်းဆက်ဆေးပဲလိုက်စားမရှိတာမှပြဿနာ မဆိုင်လို့တော့ မီးအားအတက်ကြမငြိမ်တဲ့အခါမျိုးတွေမှာဆိုရင်အိမ်မှာရှိတဲ့လက်စမီတွေကပျက်စီးလွယ်တယ်လေကျွန်းဆက်ဆေးပဲလိုက်စားကမီးအားအတက်ကြကိုထိန်းထားပေးတဲ့အတွက်ကြောင့်မလို့လျှက်စစ်မီတွေထိခိုက်တာမျိုးအခုလိုအလုံးမပြီးတာမျိုးတွေဆိုရင်လည်းစိုးရိမ်စားမလို့တော့ဘူးလေ ဒါဆိုအိမ်မှာသုံးဖို့ဘူးစီဗလိုက်ဇာမျိုးဝယ်ရမှာလဲ ကျွန်းဆက် stabilizer တွေကအိမ်သုံးနဲ့ aircon သုံးဆိုပြီးနှမျိုးရှိတယ်။စက်တိုင်းမှာလည်း circuit system ပါတော့မီးရအတက်ကြကိုထိန်းထားပေးနိုင်တယ်။အိမ်သုံးစက်ကြီးတွေကပို့ပြီးအကျန်းခံတယ်။မီးရအတက်ကြကိုပို့ပြီးတော့ခံနိုင်တယ်။တကယ်လို့မီးရအရန်တက်လာခဲ့မယ်ဆိုရင်လည်းအလိုလျောက်ပြန်ဖြုတ်ချပေးတယ်လေ။ဒါကအိန္ဒိယနေပညာနဲ့ထုတ်လုပ်ထားတဲ့အားသာချက်ပေါ့ကွာ ပျက်စီးဖြစ်ခဲ့ရင်ရော ။အပျက်စီးဖြစ်ခဲ့ရင်လည်းသူတို့မှာပျက်စီးဖို့တွေရှိရကြမလို့လုံးဝစိတ်ပူစရာမလိုဘူးနော် အဲ့ဆိုကျွန်းဆက်စီဗလိုက်ဇာဝယ်ပေးလေဝယ်ပေးပဲရှောက်ပြောနေတာ ။ကဲဒီမှာခုမနက်ပဲအိမ်ရောက်ငွေချေစနဲ့အရောက်လာပို့ပေးသွားတာ အဲ့လိုလားပို့ပြီးတော့အဆင်ပြေရောဒါမဲ့စမ်းသုံးပြီးတော့အဆင်မပြေဘူးမှာတော့ ။ဝယ်ပြီး3ရက်အတွင်းစိတ်ကြိုက်စမ်းသုံးခွင့်ရှိပြီးအဆင်ပြေမှယူလို့ရတယ်လေ။ warranty ကလည်း3နှစ်တောင်ပေးထားတာ အဲ့တော့စောစီမပြောဘူးလောက်ကမပြီးသေးပါဘူးဆိုမှပဲ